နှစ်သက်ဆုံးကြပြတစ်ပုဒ်ဝိုင်အရက်မပါကဘာမြေအကြောင်းကောင်းကောင်းသိဖို့လုံလောက်တဲ့နှလုံးသားမျိုးနဲ့မီးတောင်တွေတောင်ငိမ့်အေးကွယ်လွန်ခဲ့ပါတယ်တရချင်းစီကိုတရွက်ချင်းလိုလှန်လောတိုင်းမျော်မှန်းချက်တွေတကယ်ရှိခွန်အားဆိုတာလိတ်သွားရုံမရှိတဲ့ပိဿတစားပဲအခုထိမလျော်ပါတဲ့ဒဏ်ရာဒဏ်ချက်တွေလူဖြစ်တည်မှုကိုလှလှလေးဖွင့်လှစ်ပြဖို့ဘဝမျိုးစုံကိုမေ့လျော့ထားခဲ့လို့မရတလူလူလွင့်ဝဲနေခဲ့တယ်မြေကဘာအနှံ့ရှိနေတဲ့အလားဆုံးကြပြတစ်ပုဒ်ပေါ်လူတွေရဲ့ရုန်းကန်မှုကိုခွန်အားပေးတဲ့တောက်ဆေးတစ်ခွက်လိုဖျားနာကြိုက်ခဲနေတဲ့အလဲခေကြီးရဲ့မှောင်မိုက်မှုမျိုးကိုယနေ့ထက်တိုင်းအခါခါငြိမ်သက်ခဲ့ကြရွှေကျဲမှု